မြေကြီးတဲကပိုးကောင်လိုကြောက်စရာကောင်းတဲ့အကောင်ကြီးတစ်ကောင်ကမြင်းတစ်ကောင်ကိုဖမ်းမိလိုက်တယ်အဲ့ဒါကိုမြင်တော့ဂျက်တစ်ယောက်ကြောက်သွားတယ်သူမြင်းမြန်းဆက်ဆံပဲလွှတ်တစ်ချောင်းကိုဆွဲယူပြီးအဲ့ဒီပိုးကောင်ကြီးကိုတစ်ချက်တည်းနဲ့ဖျက်ပစ်လိုက်တယ်ဒါပေမဲ့ရုတ်တရက်မြေကြီးတုန်ခါလာပြီးအေယာမဘလူးကြီးတစ်ကောင်ထွက်ပေါ်လာတယ်ဂျက်နဲ့သူ့တငယ်ချင်းတွေကချက်ချင်းဆုတ်ခွာပြီးပြစ်ခတ်မှုတွေစတင်ခဲ့တယ်ဒါပေမဲ့ဘလူးကြီးကသူ့ရှာကိုပါဇက်ထဲပြန်ဆွဲသွင်းပြီးမြေကြီးတဲကိုအရှိန်အဟုန်ပြင်းပြင်းနဲ့ခုန်ချလိုက်တယ်အခုတော့အဲ့ဒီဘီလူးကြီးကတနာရီကီလိုမီတာ300နှုန်းနဲ့သူတို့စီကိုမြေအောက်ကနေပြေးလာနေပါတယ်သူတို့ရှေ့မှာတူးမြောင်းတစ်ခုရှိတယ်နှစ်ယောက်စလုံးခုန်ချလိုက်ပေမဲ့အကွာအဝေးကအရန်များတာကြောင့်တူးမြောင်းနဲ့တက်တက်ကျသွားတယ်ပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာတယ်နှစ်ယောက်စလုံးတေးပြီးလို့ထင်လိုက်ကြတယ်ဒါပေမဲ့ကြည့်လိုက်တော့ဘီလူးကြီးကနေရန်ကိုတိုက်မိပြီးတေးဆုံးနေတာကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာငလင်ပညာရှင်မနီဟာကအနာကနေဖြစ်သွားတယ်သူမကဒါဟာတာမန်တရိษံမဟုတ်ဘူးမြေအောက်မှာနေထိုင်နေရှာတေးဟောင်းဘီလူးကြီးတစ်ကောင်ဖြစ်ပြီးအဲ့ဒီလိုမျိုးအကောင်3ကောင်ကြံသေးတယ်လို့သူတို့ကိုပြောပြတယ်နောက်ထပ်ဘီလူးတစ်ကောင်ကသူတို့စီကိုတွားလာတော့တယ်လူတိုင်းကထွက်ပြေးဖို့အတွက်အနီးနားကကြောက်တုံးတွေပေါ်တက်လိုက်ကြတယ်အဲ့ဒီဘီလူးကကြောက်တုံးတွေကိုမဖျက်နိုင်တာကြောင့်မြေကြီးတဲကိုပြန်ဝင်သွားတယ်ထွက်ပြေးဖို့အတွက်လူတိုင်းကတစ်သားတုပ်တွေနဲ့ခုန်ပေါက်ပြီးကားစီကိုတဖြည်းဖြည်းပြန်ရောက်လာခဲ့တယ်မြို့ငယ်လေးကိုရောက်တဲ့အခါချက်ကလူတိုင်းကိုအန်ရဲ့အကြောင်းပြောပြလိုက်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမြေကြီးကတုန်ခါလာပြီးကြောက်စရာကောင်းတဲ့အတန်တစ်ခုကြားရတယ်ရုတ်တရက်ပဲနောက်ထပ်ဘီလူးတစ်ကောင်ကမြေကျကြီးတဲကထွက်လာပြီးသူ့ရှာနဲ့ချက်ကိုတိုက်ခိုက်လိုက်တယ်ယာဟုကချက်ချင်းအိမ်စီကိုပြေးသွားတယ်လူတိုင်းတိတ်တိတ်ဆိတ်ဆိတ်နေရင်ဒီဘီလူးကအတန်ကိုလိုက်ပြီးအမဲလိုက်တာလို့နီဟာကခံမှန်းလိုက်တယ်ဒါဆိုရင်တော့သူတို့အသက်ရှင်နိုင်မှာပဲဒါပေမဲ့အဲ့ဒီအချိန်မှာအနီးနားကကောင်းမလေးပြိုကတစ်သားတုပ်ရှည်တွေပေါ်ခုန်နေတယ်ယာဟုကသူမကိုကဲ